Hello guys ဒီပါဒီနေ့ဒီထိုင်းနိုင်ငံရဲ့ local luggage brand တစ်ခုဖြစ်တဲ့ DT partner ကနေပြီးတော့ပေါ့နော်ထုတ်ထားတဲ့ Titanium series luggage တစ်လုံးကို unboxing လုပ်ပြမှာဖြစ်ပါတယ် Okay ဒါဆိုရင်သူဒီမှာတော့လေဒီ luggage ရဲ့ description လေးကိုရေးထားတယ်ပေါ့နော်ဒါကြောင့်မလို့တစ်ချက်ဖတ်ကြည့်အောင်ဒူဝယ်တဲ့ luggage ကတော့ Titanium series 29လက်မဖြစ်ပြီးတော့ black color ဖြစ်တယ်ပေါ့နော်တခြား description အနေနဲ့သူရေးထားတာကဒီ29လက်မက9ရက်နေ့ကနေပြီးတော့10ရက်နေ့အတွင်းပေါ့နော်ဒီအဝတ်အစားတွေကိုတင်လို့ရတယ် jacket ဆိုရင်4ထည် t-shirt ဆိုရင်30ဘောင်းဘီဆိုရင်10ထည်ပေါ့နော် storage bag ဆိုရင်4လုံး shoe ဆိုရင်3စီး underwear ဆိုရင်တော့10ထည်ထည့်လို့ရတယ်လို့သူရေးထားတာပေါ့နော်ဒါဆိုရင်သူရဲ့ luggage ကိုတစ်ချက်ကြည့်ကြည့်အောင်နော် Oh my gosh သွားကြည့်လို့လေးလာတယ်ပေါ့နော် Okay ဒီကအော်哇စီ partner luggage လေးပါဒါဆိုရင်မစိတ်တီ partner လေးတမန်ဒီလိုက်တာပြီးတော့ဒီ pouch လေးလည်းမှာပါတယ်ပေါ့နော်online မှာဝယ်တော့ဆိုရင်ဒီ T partner pouch လေးထဲမှာပေါ့နော်သူရဲ့ category အလိုက်သူရဲ့အဲ့ပုံစံအမျိုးမျိုးရှိရပေါ့နော်အဲ့တော့ဘာတွေပါလဲဆိုတာကိုတစ်ချက်လောက်ကြည့်အောင်ဒါ close bag ပေါ့နော် close bag ရှိမယ်ဒါလည်း close bag အသေးဒါကျတော့ close bag ပဲဒါမှတော့အနေအသေးပါမယ်ပေါ့နော် underwear bag ဖြစ်တယ်ဒါဆို shoes ပေါ့နော် shoe bag လေးလည်းဝယ်ထားတယ်ဒါ grocery bag တဲ့ grocery bag လေးရှိမယ်ဒါကြတော့ဒါ pajama bag ပေါ့နော်ဒါအားလုံးကိုသူက pajama bag တဲ့သူဒါဖြစ်တယ်ဆိုရင်တစ်ခုနှစ်ခုသုံးခုလေးခုငါးခု6ခုစုစုပေါင်းသူရဲ့ pouch မှာဆိုရင်6ခုပါပဲပေါ့နော်ဒါကတော့ T partner ရဲ့ Titanium series 29လက်မ size အနက်ရောင် luggage တစ်လုံးရဲ့အပြင်ဘက်ပုံစံလေးပေါ့နော်ပြီးတော့သူရဲ့လက်ကင်ကိုဒူးဆွဲကြည့်လိုက်တဲ့အခါမှာအဲ့ဒီလောက်ကကိတ်ဆုံးပဲထပ်ပြီးတော့ဆွဲလို့လည်းမရတော့ဘူးဒါပေမဲ့လှုပ်ကြည့်တဲ့ခါမှာကျတော့သူကတော်တော်လေးကိုခိုင်တဲ့အတွက်ကြောင့်မလို့ဒီ luggage ကအင်ဂျီများလို့လင်းနေတာမှာပေါ့နော်တော်တော်လေးတော့သူခံနိုင်ရှိမယ်လို့တော့ဒုထင်နေပေါ့နော်အထဲမှာဘယ်လိုပုံစံရှိလဲတစ်ချက်ကြည့်အောင်โอ้ဒါဆိုသူကဒီလိုလေးဖွင့်လိုက်ရုံပဲအိုင်Titanium ဒါဆိုလေမြေတန်ထက်တယ်ပေါ့โอเคဒါအထင်မှာဒီလောက်ပဲတူတော့သူစံတော့မလို့ပေါ့နော်ဒီ luggage ကဆိုရင်ဖွင့်ဒီလိုဖွင့်နေပြီးရင်လိုလေးပြလိုက်ရမယ်စင်ပြေးနေရော Okay guys ဒါဆိုရင်ဒီ vlog လေးကတော့ဒီလောက်ပါပဲဒီမကြခင်ချိုင်းရဲ့အဆောင်တွေပြောင်းတော့မှဆိုတော့လေပစ္စည်းထည့်ဖို့အတွက် luggage အကြီးကြီးတစ်လုံးဝယ်လိုက်တဲ့ဖြစ်ပါတယ်ဒီ partner က19လက်မတန်ဘလောက်ပေးရလဲတော့ဒူးမိသွားတူဒီဗီဒီယိုမှာထည့်ပြလိုက်မယ်နော် Okay bye bye